မိတ်ဆွေတို့ကျွန်တော်တို့ခြေထောက်အောက်မှာနေတိုင်းလိုဖြတ်တန်းသွားလာနေတဲ့ပရွက်စိတ်လေးတွေကိုကြည့်ပြီးတေးသေးလေးမဲဆိုပြီးမစင်စားဘူးလားဒါပေမဲ့တကယ်တော့ဒီပရွက်စိတ်တွေမှာလူတွေလိုလဲအမတန်စနစ်ကြတဲ့လူမှုအဖွဲ့အစည်းတစ်ခုရှိပါတယ်ပရွက်စိတ်အတိုက်တစ်ခုထဲမှာပရွယ်မအတကောင်ရှိတယ် သူ့ရဲ့အလုပ်ကတော့တမီသားစုလုံးပြန့်သွားဖို့အတွက်ဥပေးဖို့ပဲထက်ပါလေပြီးတော့အလုပ်သမားဖရွက်စိတ်တွေလည်းရှိကြပါလေသူတို့ကတော့အစားအစာရှာလဲအိမ်ဆောက်တယ်ပြီးတော့ခလေးပရွက်စိတ်လေးတွေကိုလည်းဖြူစုစောက်ရှောက်ပေးကြတာပါဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးအချို့ပရွက်စိတ်တွေမှာစစ်သားပရွက်စိတ်တွေပါရှိကြပါတယ်သူတို့ရဲ့အလောက်ကဟောအထိုက်အမြုံကိုရန်သူတွေလက်ကနေအသက်ပေးကာကွယ်ဟိုပဲဖြစ်ပါလေအန်ဩစရာကောင်းဆုံးအချက်ကတော့သူ့ရဲ့ကိုအလေးချင်းထက်ဆယ်ဆခန့်နဲ့9ဆယ်ဆအထိလေးလံတဲ့အရာတွေကိုတဲနိုင်တာပါပဲဒါကြောင့်ပရွက်စိတ်တွေကိုတေးသေးလေးဆိုပြီးမလျှော့တွက်လိုက်ပါနဲ့သူတို့ဟာကဘာပေါ်မှာအသေးဆုံးတတ္တဝါတွေဖြစ်နိုင်ပေမဲ့အတော်ဆုံးနဲ့စီးလုံးမှုအရှိဆုံးအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါလေမိတ်ဆွေတော့ဒီလိုစီးလုံးတဲ့ပရွက်စိတ်လေးတွေစီကနေပါးတဲ့တင်ယူတင်တယ်တို့ထင်ပါတယ်မှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ String Hub ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်